ဒီနေ့တော့ Canva ကိုအသုံးပြုပြီးတော့ကာတွန်း logo လေးတွေဘယ်လိုဆွဲရလဲဆိုတာတစ်ချက်ပြပေးမယ်အရင်ဆုံး create ကိုသွားမယ် create ထဲမှာ logo လို့ရိုက်ရှာမယ်ဒီမှာငှက်ပုံလေးနဲ့ logo တာတွင်းနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်သူ့မှာ logo နဲ့ပတ်သက်ပြီးရှိပြီးသား template တွေပေါ်လာလိမ့်မယ်ဒါပေမဲ့ဒီ template တွေကိုမသုံးဘူးဒီတိုင်းထားလိုက်မယ်ပြီးတော့ရင်အပြင်ခဏပြန်ထွက်လိုက်မယ်ထွက်ပြီးရင်ကိုဖုန်းထဲမှာရှိတဲ့ကြိုက်တဲ့ browser တစ်ခုကိုဝင်ဒါမှမဟုတ်ရင်လည်း Gemini application ရှိရင်လည်း Gemini နဲ့ဝင်မယ်Gemini နဲ့ဝင်ပြီးဆိုရင်ကိုကာတွန်းပုံပြောင်းခြင်းနဲ့ပုံလေးတစ်ပုံထည့်လိုက်မယ်ပြီးတော့ရင်အောက်မှာ change to cartoon photo လို့ရိုက်ပေးလိုက်မယ်သူ generate လုပ်နေတာခဏလေးစောင့်မယ်โอเคဒါဆိုရင်ကာတွန်းပုံလေးရလာပြီကာတွန်းပုံလေးရလာပြီဆိုရင် download လုပ်လိုက်မယ်ပြီးတော့ဆိုရင် Canva ထဲကိုပြန်ဝင်မယ် Canva ထဲကိုပြန်ဝင်ပြီးရင် upload ထဲကိုသွားမယ် upload ထဲမှာခုနလုပ်ထားတဲ့ကာတွန်း photo လေးကိုထည့်လိုက်မယ်โอเคဒါဆိုရင်ကာတွန်း photo လေးရလာပြီကာတွန်း photo လေးရလာရင်ဒီမှာ beauty remove ဆိုတာကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ background ရင်ဖြောက်လိုက်မယ်โอเคဒီမှာပုံကတစ်ခါတလေကြရင် Gemini ကထုတ်တာဒီလိုမျိုးနည်းနည်းဝါးနေတတ်တယ်ဝါးနေတဲ့အခါကျရင် image tool တွေကိုသွားမယ် upscale ကိုနှိပ်မယ်โอเคဒါဆိုရင်ပုံလေးလည်းကြည်သွားပြီပုံလေးလည်းကြည်သွားပြီဆိုရင်အခုဆွဲမှာ900ဆိုင် logo ဖြစ်တဲ့အတွက် element တွေကိုသွားမယ် element ထဲမှာသွားပြီးတော့ဒီမှာ detail လို့ရိုက်ရှာမယ်အဓိက900ပုံလိုချင်တာဖြစ်တဲ့အတွက် detail လို့ရိုက်ရှာမယ်โอเคဒီမှာ900ပုံတွေအများကြီးထွက်လာပြီထွက်လာတဲ့အထက်မှာကိုကြိုက်တဲ့ပုံတစ်ပုံယူပြီးတော့သုံးလိုက်မယ်โอเคဒါ sample ဆွဲပြတာဆိုတော့ဒါလေးပဲယူလိုက်မယ်အဲ့တော့လိုချင်တာ900ပုံ background မှာထားချင်တာ900ပုံလေးကိုချဲ့လိုက်မယ်ချဲ့ပြီးအလဲတက်ထားမယ်ပြီးတော့ရင်ဒီဘက်ဘေးအောက်ဘားအောက်ဆွဲလိုက်ရင် layer ဆိုတာရှိတယ် layer ဆိုတာမှာအပေါ်အောက်ပြန်လုပ်လိုက်မယ်လုပ်ပြီးသွားပြီဆိုရင်ပုံလေးကိုရွှေ့မယ်ကိုကြိုက်တဲ့နေရာရွှေ့မယ်ရွှေ့ပြီးတော့ရင် text တွေဝင်ပြီးစာရိုက်မယ်စာရိုက်မယ်စာရိုက်ပြီးတော့ရင်နေရာလေးရွှေ့မယ်ကိုကြိုက်တဲ့ font လေးပြင်မယ်โอเคဒီ font ကြိုက်တယ်ဆိုရင်ဒီ font လေးထားမယ်ထားပြီးတော့ရင်အောက်က900ရေးမယ်โอเคရပြီဆိုနေရာလေးရွှေ့မယ်
ရွှေ့မယ်ပြီးတော့ရင်ဖောင်းလေးပြင်မယ်ပြီးဖောင်းဆိုင်လေးနည်းနည်းချိန်မယ်နေရာချမယ်โอเคနေရာလည်းသဘောကျသွားပြီဆိုရင်ဒါလေးကိုနည်းနည်းကြီးလိုက်မယ်โอเคဒီမှာပုံကိုကော်နာလေးကိုနည်းနည်းလေးဝိုင်းလိုက်မယ်ကော်နာလေးကိုဝိုင်းလိုက်ပြီဆိုရင်ပုံမှာအောက်လေးကနည်းနည်းဝိုင်းသွားပြီနေရာလေးပြန်ချမယ်အဲ့တော့ပုံမှာဒီတိုင်းတက်တက်ကြီးဖြစ်နေတဲ့အတွက်အနောက်မှာ element တော့၎င်းတခြား element တစ်ခုခုတော့၎င်း line တော့၎င်းပြန်ထည့်မယ်ဆိုရင်ဒီထဲမှာ shape ကိုသွားမယ် shape ထဲမှာကြည့်လိုက်မယ်ဒါလေးအဆင်ပြေတယ်အနောက်လေးကိုပို့လိုက်မယ်ပြီးတော့ရင်ဒီကောင်ကို transparency လေးကိုလျှော့လိုက်မယ်โอเคဒါဆိုရင်တော့ရသွားပါပြီတကယ်လို့ font နဲ့ပတ်သက်ပြီးတော့ပြင်ခြင်းနဲ့ color နဲ့ပတ်သက်ပြီးပြင်ခြင်းအောင်မှာ color ဆိုတဲ့နေရာမှာဝင်ပြင်လို့ရပါတယ်ပြီးရင် text effect ထည့်ခြင်းဒီဘက်ထဲမှာ effect ထည့်လို့ရတယ်โอเคဒါဆိုရင်တော့ပုံလေးတစ်ပုံ logo လေးတစ်ခုရသွားပါပြီကျေးဇူးများကြီးတင်ပါတယ်